မင်္ဂလာပါကျွန်တော်ကိုယ်အခုကျွန်တော်ဘယ်ကိုရောက်ရှိနေလဲเนาะကျွန်တော်မှာဒါ2018မဟုတ်ဘူးเนาะကျွန်တော်19ထီတော့ဝင်ရတောင်းနေမှာเนาะအရင်တော့ဆိုเนาะအခုကတော့2025เนาะမှာအရင်တော့ bio fine မဟုတ်เนาะဒါကเนาะဘယ်နေရာလို့ထင်တယ်လဲเนาะကျွန်တော်မှာဘယ်နေရာလို့ထင်တယ်လဲဟိုเนาะဘယ်နေရာလို့ထင်တယ်ကိုလည်းကြောက်လာရှာတာเนาะတုံးလုံးတော့ရပြီကိုကတော့ဒီသူရတဲ့ဟာတော့မဟုတ်ဘူးเนาะဒီမြေစာပဲမိုင်းဖက်ကြောတယ်မြေစာတွေတော့เนาะကိုနေရပြီเนาะဒီစိန်ချောင်းတိုင်းနေဝင်နေရပြီเนาะအချိန်နေအရာပေါ့ကျွန်တော်ပဲအချိန်နေအရာပေါ့အချိန်ခါပေါ့เนาะအဲ့လိုပဲပြောရမှာလားเนาะကျွန်တော်ပြောမှာနောက်မှာကျွန်တော်โอ้ကျွန်တော်ကြည့်လိုက်နေမိုက်တယ်ကြာကွာကောတော့စောဆုံးလာတော့ပဲကျွန်တော်နော်ညာကြီးပဲโอ้ဘယ်ဆန်တော့โอ้ပဲနောက်ထပ်တစ်ဆန်ကိုရှိသေးရလေနော်ရှဲမစိန်ဒူနဲ့မန်ကာအုတ်ထုံးနဲ့နော်တုံးလုံးတော့ရတော့နေတော့ကြိုက်တော့နော်ကျွန်တော်အောင်ကြောက်ဖြစ်ဖို့ပဲလို့တော့